Hello ဒီနေ့ကကျွန်တော်တို့စီကိုစာအုပ်တွေရောက်တယ်ဗျစာအုပ်တွေပေါ့နော်ဒါကကျွန်တော်ရောင်းရတဲ့စာအုပ်လေးပါလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းချက်ပေါ့လေသူကပထမတွဲဒုတိယတွဲတတိယတွဲစတုတ္ထတွဲပေါ့၃တွဲပေါ့နော်၃တွဲလုံးပါတယ်ဒီစာလေးပေါ့နော်ကျွန်တော်ထပ်မှာတာပေါ့နော်ဒါ၃ကောက်စီပြီးတော့ကျွန်တော်မှာတာလေရောက်လာပြီဒါရဲ့နောက်ပြီးတော့မိတ်ကန်ဒီရက်ပိုင်းရောင်းရတယ်ပေါ့လေနော်မိတ်ကန်စာအုပ်လေးလည်းကျွန်တော်ကပြတ်သွားပြီကျွန်တော်မှားလိုက်တယ်ပေါ့လေအထရဲ့နောက်ပြီးတော့မင်းကိုက်စူးစမ်းရဲ့တုံညပေါ့လေနော်တုံညရတယ်ဒီအပိုင်းပြန်ရောက်ရတယ်ပြန်ရောက်တော့ဒါလေးကုံသွားလို့ထပ်မှားလိုက်တာပေါ့နော်ငါဟုတ်ပါပဲအထရဲ့တဲ့နောက်ပြီးတော့ဒီတနုံနှုတ်ဆွတော်စုတဲ့ဆရာမပုံညခင်ဆရာပုံညခင်တော့ပြပေါ့ဆရာမပုံညခင်ကိုတနေ့ကခလေးမလေးတယောက်နဲ့အင်တာဗျူးတော့ဒီစာအုပ်လေးကြောင်းပြောတယ်ပြောကျွန်တော်တို့နားမထောင်အောင်သိပါဘူးနားလည်းမထောင်ပြဘူးပေါ့နော်ဒီစာအုပ်လေးလည်းရောက်လာရပေါ့နော်ဒါလက်ကျန်စာအုပ်လေးလို့ပြောတယ်အကုန်လုံးတော့မရတော့ဘူးပေါ့နော်ဒီစာအုပ်လေးပြန်ရောက်ပါပြီရှိတယ်ပေါ့နော်ပထမတော့9ဟုတ်လားအဲ့ဒါနဲ့ကုံသွားရင်လည်းတူတယ်ပြန်ရောက်တယ်နောက်ပြီးတော့ဒီမိမိကိုတန်မိုးမြင့်တင်ခြင်းနဲ့ဒါလေးကအမှားရှိတယ်ဗျဒီစာအုပ်ဆန်မှားသွားတာပေါ့လေနော်မှားသွားတာနဲ့ဒါလေးလည်းမရှိတာလည်းမှားလိုက်တော့နောက်တစ်ခုကကြတော့ဆရာဒေါက်တာတန်းထွန်းရဲ့စာအုပ်ပေါ့လေဒီစာအုပ်လေးကလည်းအမှားရှိတယ်ဗျအမှားရှိရတယ်ကျွန်တော်မှားလိုက်တော့ရုပ်စာဈေးကတော့ဗျအရင်တော့ဈေးမဟုတ်ဘူးကတ်ဈေးဖြစ်သွားပါပြီကတ်ဈေးဆိုတာသိတဲ့အတိုင်းပဲဒီမှာပေါ့နော်ဒီမှာခွာလို့ရတယ်ဒါမူရင်းဈေးကအဲ့လိုမရှိဘူးပေါ့နော်ဒါပေမဲ့လည်းဒီစာအုပ်ဆိုင်နဲ့ဒီဈေးဆိုပြီးတော့တို့ကကတ်ဈေးပြင်လိုက်တာပေါ့နော်ဒီစာအုပ်လေးရှိတယ်ရောက်တယ်နောက်ပြီးတော့တဲ့စာအုပ်အသစ်တွေနဲ့ဆိုရင်ဒီဥစ္စာပြောမိတယ်ဒီစာအုပ်လိုက်ပါအိမ်မက်အသစ်ကထုတ်တာပေါ့နော်ဒါစာအုပ်အသစ်ပါဒီစာအုပ်လေးရောက်တယ်နောက်တစ်ခုကကျွန်တော်ဟိုတစ်ခါ review ပေးတဲ့စာအုပ်အဖြစ်အောင်အခုကတော့ဒီလိုအကြောင်းနဲ့ထွက်တယ်ပေါ့နော်ဟောပေါ့master your money ပေါ့လေဒီစာအုပ်လေးကဒီစာအုပ်ကျွန်တော်ပြောပြီးပြီဗျာဟိုဒီစာအုပ်တော့ဖတ်ပြီးနောက်ထွက်တဲ့စာအုပ်ကြီးဖတ်ဆရာမလိုဘူးလို့ပဲကျွန်တော်ပြောချင်တယ်ဗျာဆရာကတော့ဟောဖြစ်တာမဟုတ်ဘူးဘာလို့ဆိုတော့အကြောင်းအရာကြီးအရန်ထက်လို့ပါနော်ဒီစာအုပ်ဖတ်ပြီးတော့နောက်စာအုပ်ဟိုဖတ်ဆရာမလိုဘာလို့ကျွန်တော်နောက်စာအုပ်ဖတ်ပြီးလို့သိတာပေါ့အဲ့လိုပြောလို့ရတယ်ဒီစာအုပ်လေးရောက်တယ် master your moneyနောက်တစ်ခုကကြတော့တက်စီပေါ့လေတက်စီတဲ့ဒါလေးအစ်စ်ပြကျွန်တော်လည်းမသိဘူးဒါပေမဲ့ तू ကတတိယကြိမ်ပေါ့နော်ဖြစ်သွားပြီနော်တတိယကြိမ်တော့ဖြစ်သွားပြီကျွန်တော်ပထမကြိမ်နေပါညာရင်မသိဘူးရေထွန်းရဲ့အဆောင်လေးတက်စီဒါလေးထွက်တယ်အစ်စ်နောက်ပြီးတော့မောင်သိန်းဆိုင်ရဲ့အတကျင်းစားပေါ့နော်ဒါတော့အစ်စ်မဟုတ်ပါဘူးဒါကျွန်တော်မှားတဲ့လူရှိလို့ပေါ့နောက်တစ်ခုကကြတော့တဲ့ဒီအာဂမုတုစာအုပ်ကိုအမြဲတမ်းတော့အမြဲတမ်းအာဂမိုးတုအစ်စ်ရောက်တိုင်းအားပေးတဲ့လူရှိရပေါ့လေနော်ဒီဥစ္စာလေးကတော့စင်ကျင်တုံတရားနဲ့လောကဟိုစိန်ခေါ်သူတဲ့အသစ်ထွက်တာပါအကမိုးသူရဲ့စာအုပ်ပေါ့နော်အဲ့တော့နောက်ပြီးတော့တဲ့ဒီသင်းမှာတဲ့ဗျိုင်းရင်ခတ်တန်တဲ့နော်ဒါလည်းရဲထုံးမယ်နော်ဒါလည်းဒုတိယအကြိမ်နဲ့နော်ကျွန်တော်တို့ဒီစာအုပ်တွေကိုကျွန်တော်မသိပါဘူးဗျကျွန်တော်တို့အဲ့ဒါလေးရောက်တယ်ဒါလည်းဒီဟိုမှားတဲ့လူလေးရှိရဗျအဲ့လိုလာမေးတော့ဒါမှားပြတာပေါ့နော်ဒါကတော့ကျွန်တော် favorite တွေပါဒီစာအုပ်ကတော့မဖတ်ရသေးပါဘူးလူလာရနော်ကျွန်တော်ဖတ်ပြီးရတော့ထောင်းနေလူသားရယ်မနီးတဲ့ခရီးရယ်ဖတ်ရသေးတယ်ကျွန်တော်တွေကအခုကတော့လေနဲ့အတူလည်းရှိတယ်ကျွန်တော်အခုဖတ်နေတာလေနဲ့အတူနဲ့တူတယ်ကျွန်တော်တခြားအပေါ်မှာစာအုပ်တင်တာဟုတ်တယ်လေနဲ့အတူဖတ်နေနော်နည်းနည်းလေးပဲရှိတယ်ဘာလို့အခြားစာအုပ်တွေလည်းဖတ်နေစစ်ပြီးကသာထောင်းတာအခုမှပဲလူဦးလာကိုဖတ်မှန်းသိလို့ဖြစ်နေအဲ့တော့ကျွန်တော်တိုက်ကအဲ့အခြားနေရာပဲမှားလိုက်တယ်ပေါ့နော်စစ်ပြီးကသာထောင်းကားတဲ့ဒီဥစ္စာလည်းဒါပြန်ထွက်တာပေါ့ရေနော်ပြန်ထွက်တော့ဈေးတွေကတော့သိတဲ့အတိုင်းပဲပြန်ထွက်တဲ့ဈေးကတော့ပြောင်းသွားပြီပေါ့လေနော်စားရတာလည်းအဲ့လိုကြီးမဟုတ်သုံးချက်စီးရလည်းပြန်ထွက်ပါပြီပြန်ထွက်တော့အသစ်ထွက်တယ်ဈေးလည်းအသစ်ပါနော်ဈေးလည်းအသစ်ဖြစ်သွားပြီပေါ့လေတာရရဲ့နောက်ပြီးတော့သုံးချက်စီးရှိပြီဒါမိုင်းကန်တော့နောက်ခုနကပြောပြသွားပြီပါသွားပြီဒါကတော့ခလေးငယ်ဒါလေးကားကြတော့အမတယောက်ကပေါ့နော်ခလေးလေးရှိတယ်သူအိမ်မှာနေပြီးတော့ဒါမှားသွားတာပေါ့လေမှားသွားတော့ဒီစာအုပ်လေးလည်းကျွန်တော်ထည့်မှာလိုက်တယ်ရောက်ပြီပေါ့ကျွန်တော်လည်းရောင်းဖို့အတွက်ဆိုသူကတောက်ပဲမှာတာပေါ့ကျွန်တော်ရောင်းဖို့အတွက်ဆိုပြီးတော့ထည့်မှာလိုက် peri chicken ပေါ့လေဒါလေးတွေကျွန်တော်ပပီယွန်ကိုကျွန်တော်ဖတ်ပြတယ်ဗျကျွန်တော်ကြိုက်တယ်ပေါ့လေကြိုက်တယ်လို့ပြောလို့ရရေးသားတွတ်တယ်ဖတ်လို့လည်းကောင်းတယ်သူဘောအတွေ့အကြုံတွေနဲ့ရေးသွားတာစေတနာနဲ့တန်နဲ့ဘဝတဲ့ဒါကတော့အမှားပါအမှားရှိတဲ့အတွက်ဒီဥစ္စာလေးကမှားလိုက်တာလောလောဆယ်နောက်ပိုင်းဒီ line ဖြစ်သွားပြီပေါ့လေ
နောက်ပြီး trauma များကကျွန်တော်မှာအဖုံးအဟောင်းအနက်ရောင်လေးနဲ့လည်းရှိတယ်ဒါလည်းကျွန်တော်ဖတ်ပြီးပေါ့လေကြိုက်ရပါတယ်တော့ပါပီရဲ့ trauma များအဲ့တော့ပါပီယုံမဲပေါ့လေနော်ဒီစာအုပ်လေးကအဖုံးအသစ်နဲ့လူချင်းနဲ့လူလည်းရှိကြတယ်လေအဲကြောင့်ကျွန်တော်အဖုံးအသစ်နဲ့ကျွန်တော်မှာအဟောင်းနဲ့အဖုံးအဟောင်းနဲ့လည်းရှိရပေါ့လေအဲ့မှားလိုက်တာပါနောက်တစ်ခုကကြတော့ဒါကတော့ဒီလှသမင်းရဲ့ဘန်းစကားပေါ့နော်အတိတ်ပဲ3လေးပေါ့အဲ့ဒါလေးကျွန်တော်ကြည့်လိုက်တယ်ဗျမစိုးဘူးဗျကျွန်တော်ဖတ်နည်းနည်းလေးဖတ်ကြည့်အကုန်လုံးဖတ်တာနေမို့အဲ့လိုပေါ့နော်ဘန်းစကားဆိုတော့လိုက်ကြည့်တာဟိုကြည့်ဒီကြည့်ပေါ့အဲ့ဒါရဲ့နောက်ပြီးခုနအမတယောက်ကပဲဗာမေးလဲဆိုတော့ဒါစာသင်ခန်းတွေကလူစမ်းကောင်းလေးများတဲ့ဒီလိုခလေးနဲ့ပြည့်စုံပြထောင်နေပတ်သက်တဲ့စာအုပ်လေးပေါ့လေနော်မိဘအကြောင်းသားမိဘဆိုတော့လေဒီလိုစာအုပ်လေးတွေမှာနော်အဲ့ဒါလေးတွေရောက်တယ်နောက်တစ်ခုကတော့ဒီဆရာမင်းကိုင်စုဆိုင်ရဲ့အကယ်၍သာနော်ဒီအပိုင်းဒါလေးလည်းမေးတဲ့အတွက်ကျွန်တော်ဒါလေးလည်းမှားလိုက်ရတယ်ပေါ့တနုံနုံဆိုတာခုနပြောရတဲ့အတိုင်းပဲရောက်တယ်ပေါ့နော်ဒါအကုန်ပဲလို့တော့ပြောတယ်ဒါဆဲဝယ်ရအဲ့ဒါရဲ့နောက်ပြီးတော့ဒီထောင်နဲ့လူသားမှာကဒီမှာပေါ့နော်မနီးတဲ့ခီးဒါကျွန်တော်ဖတ်ပြီးပြီကျွန်တော်ကြိုက်တယ်ကျွန်တော်ညှိုးနေပေါ့လေနော်ညှိုးနေဖတ်ကြတယ်ဖတ်တဲ့လူတွေကြိုက်ကြပါတယ်ဝယ်သွားတဲ့လူတွေရှိပါတယ်နောက်တစ်ခုကတဲ့ဒါတောင်းမြောင်းထွေတာရေးခြင်းရပါဘောเนาะဒါတော့ဟိုပါပေါ့အဆောင်မလေးတွေပေါ့ဗျာအစုံပေါ့เนาะဆရာလူလူလာရဲ့စာအုပ်လေးအဲ့ဒါရဲ့နောက်တစ်ခုကတဲ့သုံးချက်စီရတော့ခုနပြောပြသွားပြီဒါမြေတို့ဤမာယာเนาะမြေတို့ဤမာယာဟိုတနေ့ကအမှားရှိတယ်ဗျအဲ့ဒါအခုမှပဲကျွန်တော်စီဟိုအဲ့တုန်းကမရှိခဲ့လိုက်ဘူးလေအဲ့ဒါနဲ့မှားလိုက်တာနောက်တစ်ခုကကြတော့တဲ့ကျွန်တော်ပြချင်တာကဒါလေးဟိုတနေ့ကမေးတယ်เนาะကျွန်တော်မှတအုပ်ပဲရှိတော့အဲ့တော့ပထမနောက်3ချီရကုန်သွားပြီပေါ့လေဒီစာအုပ်လေးဒါ heritage เนาะမြန်မာ heritage ကထုတ်တာเนาะဆရာတမ်းမြင်ဟိုစာအုပ်လေးလည်းထုတ်တယ်ဒီတိုက်ကသူတိုက်ကထုတ်တာလေးကမစိုးဘူးဗျခလေးစာပေလေးထုတ်တယ်ဗျကျွန်တော်အဲ့ဒါလေးမှားဖြစ်တယ်ပေါ့နော်ဒီဥစ္စာလည်းကုန်သွားပြီပေါ့လေနော်ကုန်သွားပြီဆိုတော့ဒါလေးမှားလိုက်တာဈေးကလည်းကောင်းပါတယ်ဈေးကလည်းကောင်းတယ်စားရသားလည်းကောင်းပါတယ်နော်ဒါလေးပြန်ရောက်ပြီညညနော်ညညဘီမိုးနဲ့စောင်းလေးနော်ဒါလေးရှိတယ်အတားရဲ့နောက်တော့တဲ့အော်ဒီမှာနော်ဒါလေးဟိုတနေ့ဒါကန်းကော်ဝီတိုက်ထုတ်ပဲဒါပေမဲ့ပုံလေးမှတ်တမ်းကကန်းကော်ဝီပေါ့နော်တကတ်ပေါ့ကျွန်တော်ဒီကထုတ်တာပေါ့ဒီနိုဘိုရဲ့စောင်းလေးဒါလေးကတဲ့ဟိုဇကားလည်းရှိရလို့ပြောရဗျကျွန်တော်လည်းဇကားကြည့်မယ်ဗျဒါလေးလေဇကားဆိုတော့ဘယ်လိုလဲပေါ့နောက်ပြီးတချို့ပြောတာကြတော့ဒီတည်းဆောင်းနေနည်းနည်းတသားလေးဖြစ်တယ်လို့ခံစားရတယ်လို့ကျွန်တော် comment မှာတွေ့လိုက်တယ်အဲ့တော့ဒီကားလေးဇကားလေးရင်ကြည့်မယ်လို့စဉ်းစားရတယ်ပေါ့လေโอเคအဲ့တော့ကျွန်တော်စီမှာကတော့ဒီအတိုင်းပဲစောင်းတွေကတော့ဒီအများကြီးရောက်တယ်ပေါ့လေနော်ဒါကတော့ဒါနောက်ဆုံးတတုတ်ရောက်တာပေါ့လေအဲ့တော့စောင်းတွေကတော့အများကြီးပါပဲမှားကျင်နေဆိုရင်တော့ကျွန်တော်တို့ဆိုင်ကအခြားနေရာတွေကဆိုရင်တော့เนาะအိမ်ရောက်ငွေချင်းနဲ့မှာလို့ရပါတယ်မှာလို့ရတယ်ကျွန်တော်တို့အိမ်ရောက်ငွေချင်းနဲ့လည်းမှာလို့ရတယ်ဆိုင်ရနေပြီးတော့တကယ်လို့ငွေချိုးရှင်းနဲ့လည်းမှာလို့ရပါတယ်တကယ်မဲဆောက်ထဲမှာဆိုရင်တော့ဆိုင်မှာကိုယ်တိုင်ကိုကြားလာကြည့်ပြီးတော့ဝယ်လို့လေးရတယ်ပေါ့နော်တကယ်လို့ဒီထဲမှာဘယ်နေရာလေးတော့ပြပေးပါဘယ်ဆောက်လေးတော့ပြပေးပါဆိုလဲကျွန်တော်ဒီကနေပြီးတော့ရိုက်ပြလို့ရပါတယ်အဲ့တော့ဒီဖုန်းဆက်ပြီးမှာလည်းရတယ် page ကမှာလည်းရပါတယ်နော်အားလုံးအဆင်ပြေကြပါစေ